အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ Jubilee ပါကျွန်တော်ကအခု Jubilee Craft ဆိုတဲ့ series edit ကိုပြုလုပ်ပြီးအဲ့ဒါကိုဆော့တော့မှာဖြစ်ပါတယ်ဒီ series မှာဆိုရင်ကျွန်တော် online တင်ပေးမှာဖြစ်ပါတယ်Minecraft content လေးတွေရော Clash Royale content လေးရောဒီ YouTube channel မှာတင်ပေးမှာဖြစ်တဲ့အတွက် like and subscribe လုပ်ပေးပါအခု wall setting ကိုပြပါမယ်ဒီမှာကျွန်တော်ချီတင်လည်းမဖွင့်ထားပါဘူးအဲဒါမို့ wall လေး create လုပ်ရအောင် let's go Okay, ကျွန်တော်တို့ဒီမှာ spawn မီ spruce wall နားမှာ spawn နေဗျ။ဟိုမှာ dark of forest လည်းရှိတယ်။အဲ့ဒီမှာ pale garden ရှိတတ်တယ်ဒါပေမဲ့အခုတော့မတည်ကြဘူးဗျ။ pale garden တော်တော်ရှားတယ်ဗျ။အဖြူအောင်လေးဆိုတော့ building လုပ်ဖို့လည်းကောင်းပါလေ။အခုကျွန်တော်တို့ဒီလေးပါလေးပဲရေစုပ် pale garden တွေပါညာရှာလိုက်ရအောင်ဗျ။ဒီနေ့တော့ကျွန်တော်ထူးခြားခြားဘာမှမလုပ်ချင်ဘူးဗျာကျွန်တော်တဲလေးတစ်ခုဆောင်မယ်အေးတဲလေးတစ်ခုဆောင်မယ်နောက်ပြီးရင်iron pickaxe ရှိရအောင်လုပ်ပါမယ်ဂူတွေ့မှာဒီကျွန်တော်ဂူရင်တော့ဗျာဟိုဒီဘဂူတွေ့ရကဲညတော့နေရတော်တော်ကြီးနေတယ်ဟိုမှာဆိုရင်ဒူရတော်တော်နေတယ်dripstone နဲ့တွေ့ရတယ်ဟိုတော့မှတယ်အိုးဟိုမှာတော်တော်ယူနေတာပဲတော်တော်ယူ diamond တွေလည်းအများရှိတော့မှအဲ့လိုဆိုရင်တော့စင်ပြေရဒီနားလေးမှာပါရှိ skeleton ရှိ skeleton ကြတော့ skeleton မချရသေးဘူး skeleton ဘယ်တော့မှဆိုတော်ကျန်းနေဗျဂျာဘမှာဆိုတော့အဲ့လိုဒီမကြမ်းပဲဘယ်တော့မှတော်တော်လေးကိုကျန်းနေရ Okay ကျွန်တော်တို့wooden pickaxe လေးလုပ်လိုက်ရအောင် wooden pickaxe လုပ်ပြီး stone လေးပါလေးတူပြီးလုပ်မယ် stick လုပ်မယ် wooden pickaxe stone ကတူချင်မယ် Okay ဒီလိုပြီးတော့တူချင် skeleton ရှိသေးတယ်ဆိုတော့ကျွန်တော်ချမ်းရအောင်တွေ့တယ်skeleton ရှိသေးတယ်ဒီကအုပ်ထုတော့ပါလားဆိုတော့ဆွေးနွေးပြီးကျွန်တော်တို့အောက်မှာတမန်နဲ့ဟိုလေမြေကြီးတူပြီးတမန်နဲ့ရအောင်Okay ကျွန်တော်တို့ခုဆိုရင်ကြောက်တုံးနေရခဲ့ပြီဆိုတော့ stone တွေပါရခဲ့ဆိုတော့ tool လေး craft လိုက်အောင်အရင်ဆုံး pickaxe လုပ်မယ် sword လုပ်မယ်ဓာတ်တွေပါလုပ်မယ် okay နောက်ပြီးကျွန်တော်တို့ဂူထဲတွားကြရအောင်ဗျာဂူထဲမှာ iron လေးတော့တွေ့ထားတယ်iron ကလေးတော့အနည်းဆုံးရှိမှာဗျာလေးတော့ရှိမှာဆိုကျွန်တော်လိုချင်တဲ့ pickaxe ရယ်ရှိလေးတွေကတော့ရမှာတော့သိကြပါဘူးတွားလိုက်ကြရအောင်နော်ဒီအောက်ကနေဆင်းရတော့မောင်မရအဲ့ပေါ်မှာရှိရဗျအဲ့ပေါ်မှာလေးတော့ကတော့အနည်းဆုံးရှိတယ်ဆိုတော့အိုးတော်ရလို့ဗျ Bristol ကိုကြမ်းအချောတော့ရည် Okay ဒီမှာခက်နေရဗျတရားတော့ပါပြီဟိုကကျွန်တော်ပြောတဲ့နေရာပါအဲ့ပါပါလေးခုအနည်းဆုံးရှိပါလားလေးခုတည်းထင်တယ်ဗျလေးခုဟုတ်တယ်ဗျလေးခုတည်းဆိုတော့ရပါတယ်ကျွန်တော်တို့ pickaxe နဲ့ shield နဲ့လုပ်ရဆိုတော့လေ it's okay ပဲ okay ကျွန်တော်တို့အခုလေ updated ထွက်လာမယ်လို့ကြားထားရဗျ updated copper expansion လို့ပြောရမှာဆိုတော့အဲ့ copper ကိုလည်းမရချားဟာတွေရောလုပ်ရတာဟာထွက်လာမယ်လို့ကြားရတယ်ဗျ video
edit တင်ပြပါမယ်ခုဆိုရင်ကျွန်တော်တို့ကိုယ်မရလာပြီလမ်းမရောက်လိုက်ဆိုနားလေးတစ်ပင်ခုတ်ပါလေချိုကင်းလေးလောက်ရတော့ရလဲအောင်ဒီလိုခုမှတိုးရရှိရဗျကျွန်တော်တို့ bed လောက်ဖို့တိုးမွေးလို့လဲဆိုတော့တွားယူလည်းမရတော့ကျွန်တော်တို့ဒီຢာတွေကအရောင်းမတူးဆိုတော့နည်းနည်းအရောင်းလေးဆိုးပြီးတော့ဗျဒိုင်းနဲ့ပါအဲ့ဒီပန်းလေးနဲ့ဟိုမှာလဲ rose လေးရှိရဗျတွေ့လိုက်ရဟိုမှာအဲ့ rose လေးနဲ့အနီရောင်လုပ်လိုက်မယ်အနီရောင်အဲ့မှာကြည့်လိုက်ဗျအဲ့မှာဆိုရင်အမဲရောင်ရဲ့မီးဟိုးရောင်ရဲ့အဖြူရောင်ရှိရဗျဆိုတော့ရင်ဆုံးခေဒီခေါင်းရင်ခေမယ်ပြီးရင်အဲ့ rose လေးတိုက်လိုက်အောင်နှင်းစီပန်းပေါ့ဗျာဝိုင်းမယ်โอเคကျွန်တော်တို့ဒီမှာရပြီဆိုတော့လုပ်ကြည့်လိုက်မယ်အဒီလေးပြပဲကျွန်တော်ပြောတာအဲ့ဝူးတွေကအယောင်ဆိုတာကြတော့အိတ်ခဏလေးမှဆိုးလိုက်ရအောင်ဗျာဒီတော့ခုကျွန်တော်တို့တစ်လေးပါလေးခိုးရင်လုပ်လို့ကြရအောင်တော့စီလဲလုံးပါဗျာစီလေးလဲလုံးမယ်စီလေးကကြတော့ farm လေးပါလေးလုပ်ဖို့ပေါ့အဲ့ဒီနားလေးကတော့နေရာကောင်းတယ်ကောင်းတာတော့အိမ်ဆော့ဖို့ကောင်းတယ်အိမ်ဆော့ဖို့ကောင်းတယ်ဒီနားလေးကိုနည်းနည်းရှင်းရပါဗျာမစီလေးရတယ်အဲ့စီလေးကိုwheat အဖြစ်ပြန်ဆိုင်မယ်ပေါ့ခြုံအဖြစ်ပြန်ဆိုင်မယ်တော့ပြီးရင်နွားတွေပါတယ်မွေးလို့ရတယ်ဗျာနားလေးမှာပဲအိမ်ဆော့လိုက်ရအောင်တစ်လေးခုမယ်တစ်လေးခုမယ်โอเคကျွန်တော်တို့အခုဆိုရင်တစ်ခုတ်ပြီးသွားပြီဆိုတော့torch လေးရင် cross လိုက်အောင်ဗျာ torch ကဒီပတ်ဝန်းကျင်မှာ mobs ကိုအောင်လို့မီးလိုက်ထွန်းရအောင်လို့ပေါ့ torch လေးလုံးလိုက်မယ်တော့လိုက်ထွန်းပါဗျာဒီနားလေးတစ်ဝိုက်ကိုဒီကဝတ်ကျွန်တော်ဟိုတိုင်းမှာ pumpkin တွေ့တယ်ဟုတ်တယ် pumpkin တွေဗျကျွန်တော်ကြားဘူးတာကတော့ pumpkin ရှိရင်very ရှိတတ်တယ်ပေါ့အဲ့လိုကြားဘူးတယ်ဗျာဟုတ်လားမဟုတ်လားတော့မသိဘူးဒါပေမဲ့တွားရှာလိုက်အောင်ရင်ဆုံးကျွန်တော်တော့တိတ်ပြီးတော့မကြုံဘူးလို့ရတော့ရှာကြည့်မယ်ဗျာမဟုတ်တော့ဘူးဗျကျွန်တော်တိတ်မတွေ့ဘူးအရင်ဆုံးကျွန်တော်လုံနေတဲ့ဟာပဲကျွန်တော်လိုက်ရအောင်ဒီဆုံးfoundation တော့မှာနော်ကျွန်တော်တို့ဟိုအတွက်အိမ်အတွက် foundation တော့မှာဆိုတစ်တယ်ပြောလို့မှာကျွန်တော်တစ်ဖဲရင်ခုတ်ထားလိုက်ရအောင်နော်တစ်ဖဲရင်ခုတ်နေလိုက်ရအောင် Okay ကျွန်တော်တို့တစ်ခုမယ်တပင်းလောက်ပဲခုတ်ရမှာဗျာတပင်းလောက်ပဲခုတ်ပြီးနည်းစောက်ကြည့်အောင်လိုမှနည်းနည်းပို့လိုမှထပ်တော့ခုတ်မှာဗျာရင်ဆို foundation လုပ်မယ်ကျွန်တော် 3/5 ပဲလုပ်မှာဗျာကျွန်တော်ကဟာဗျာလေးလုံးပါဗျာအဲ့လိုမြင်ရမှာကျွန်တော်တို့နေရန်တွေကိုတော့ stone နဲ့ပဲလုပ်မယ်ကို foundation လုပ်မယ် height ကကြတော့နည်းနည်းမမြင်ခိုင်းတော့ဘူးOh sorry တသားတော့လုံးဝတည်ကြရဗျာဒီမှာဆိုရင်တွေ့တဲ့အတိုင်းပဲဒီကတော့ချစ်လို့ရမယ်ဒါပေမဲ့ဒီတစ်ခုတာဝါလုပ်ပြီးဆိုတော့ねကျွန်တော်တို့ထပ်တော့ခုမယ်ဗျာထပ်ခုလိုက်မယ်တစ်ခါခုမယ်နောက်တစ်ပင်ခုမယ်ဗျာနောက်တစ်ပင်ခုမယ်ညလည်းရောက်တော့မှဆိုတော့ကျွန်တော်တို့ခဏနေအိပ်ရအောင်ဗျာညဆိုခုနကကျွန်တော်တို့ထားတဲ့ဝူးလေးနဲ့လုပ်ပါဗျာတိုက်ကိုမလုပ်ဘူးရေလုံးဓာတ်ဖို့ရင်လို့ရမယ်ဒီမှာအဲ့မှာဆိုအနီရောင်တွေရပါဗျာအနီရောင်တွေရမယ်ဟုတ်လိုက်ပြီခုဆိုရင် backcraft ပြီးအိတ်တော့မယ်လိုတဲ့ပစ္စည်းရင် craft ရမှာနောက်မှခွက်မယ်အိတ်ပြီ okay မနေ့ကျရင်ကျွန်တော်တို့
တစ်ခုပြီးရှားရတယ်ထလို့မယ်ရှူရခင်းလည်းကောက်မယ်ရှူရခင်းတော့ကောက်ရအောင်နားမရှိ yes ဆိုနားမမ yes ရှောက်တော့နေအောင်လဲကျွန်တော်တို့ကောင်းတက်ရအောင်ကျွန်တော်တို့စားကြမရှိဘူးရ food ကတိတ်မရှိတော့ဆိုတော့ sheep လေးတော့တက်လိုက်အောင်နားပဲမှာ sheep လေးအောက်ဆင်းလိုက်အောင်ကျွန်တော်တို့ဘာလို့လဲဆိုတော့ဒီဟိုဟာလက်ဖို့လဲဗျာ stone လိုတယ်ကျွန်တော်တို့အတွက်ဝိုးလေးလုပ်ရအောင်ပေါ့နော်ဒီနေ့မှာဝိုးလေးလုပ်ရအောင်နားမှာတက်လိုက်မယ်အိုး water ရှိရဗျာကျွန်တော်ကြည့်ရဟိုနားလေးကကန်လေးနားလေးကဟာလေးကန်နားလေးဟာတော့ပေါ့ချမ်းရတော့တူတူအောင်ဆိုနားမှာဆောင်းပြီးရှိရဆောင်းပြီးကျွန်တော်အခုဘာမှတွေးရဘူးဗျာဘာဟိုတွေကရှည်နေပဲပိတ်နေဆိုတော့စင်မပြေခုနောက်မှာကျွန်တော်တို့တူးထားတဲ့မိုင်းမတော့တူးလိုက်အောင်โอเคကျွန်တော်တို့ဒီမှာရောက်ပြီဗျာဒီမှာရောက်ပြီဆိုတော့တူးမယ်ဗျာတူးမယ်တောင်းလေးပါလေတူးမယ်ဇက်ထွက်မယ်နောက်ပြီးရင် furnace တွေတွက်လို့ရအောင်ဗျာရေစုံးမှာကျွန်တော်တို့အများကြီးမလုပ်ထားသေးဘူးဗျာဘာလို့လဲဆိုတော့ကျွန်တော်တို့ခုဘောရင်ဆော်ရဲ furnace ရေလုပ်လိုက်အောင်ဗျာ furnace ကအသားတွေပါချက်ဖို့ရပါမရပြီ furnace ကိုကြာတော့ကျွန်တော်တို့ bio furnace ရဲ့ဟင်းချက်ရင်ပိုမြန်တဲ့ဟာရဲ့ကျွန်တော်အဲ့ဒါလေးလုပ်ရမယ်ဗျာချက်မယ်ဒီမှာနောက်ပြီး bio furnace ကမရှိဘူးကျွန်တော်အသားရရင်ပြန်လာခဲ့ပါမယ် A few inches later ကျွန်တော်တို့အသားတွေအခုရပြီကျွန်တော်အခုတက်သားလေးခုံထားလိုက်ဗျာတက်သားအိမ်ဆောက်ရအောင်လို့ပေါ့စားမယ်တိုးတာတော့တစ်ခါမှအပြင်မှာတော့စားဘူးဗျာစားကောင်းမပုံပါလေဆောက်မယ်ဗျာအခု foundation ပြီးအောင်ဆောက်မယ်နောက်ပြီးရင်အမိုးဆောက်လိုက်ပဲဗျာဒီမှာဆက်မယ်ဒီရပြီဆိုတော့ကျွန်တော်တို့အောက်ဆင်းပြီးခဏ stone ဟိုပါ spruce stair လေးတော့ဆောက်လိုက်အောင်ဘာလို့ spruce stair လေးလုံးမယ်အမိုးပေါ့အမိုးလုံးမှာပါလေဒီက barrel ဆိုတော့လို့ craft ရတာနှစ်ချက်လို့ဘာလို့နှိပ်လိုက်ရုံနဲ့မရဘူးရ master လေးလုံးမယ် spruce stair အဲ့ဒါကို roof လုံးမယ်ပေါ့တို့တက်မဲ့နေရာလေးလုံးလိုက်မယ်တက်မဲ့နေရာလေးလုံးတစ်ခုထားမယ်ကျွန်တော်ရင်တစ်ခုနဲ့အဲ့ဆိုနည်းနည်းလိုမှာရအဲ့လောက်ထဲကတော့အဲ့လောက်နဲ့ရတော့မရဘူးရအဲ့မှာ spruce stair လေးလုံးမယ်ပေါ့ spruce stair လေးလုံးမယ်spruce plank လုံးလိုက်မယ် stair လုံးမယ်အဲ့ဆိုရင်ကျွန်တော်တို့လုံးလိုက်မယ် roof လေးကျွန်တော်တို့အခုအမိုးဆောက်လို့ပြီးသွားပြီ roof လေးဆောက်လို့ပြီးသွားပြီဆိုတော့ဒီကအလဲဟာလေးထည့်ပြီးရင် foundation ရဲ့ roof လေးကတော့ပြီးပါပြီ stone wall လေးပဲလို့တော့ဗောဒါပြီးနဲ့လို့မတာနည်းနည်းပဲ
လောက်တိတ်မလောက်အဲ့လိုကြတော့မလောက်ဆိုအဲ့ဒါဖယ်မယ်ဒီပေါ်ဟာတွေကိုပြန်ထဲမယ်အဲ့လေဟာရောက်ကားရောက်မှကျွန်တော်မင်းရလေဟာရဟောင်းလောင်းဖြစ်နေမှာပေါ့စင်းမယ်နားမှာကျွန်တော်တို့မြေကြီးကျမ်းမြင်လို့ဖို့စတူးမယ်ရင်ဆုံးကျမ်းမြင်လို့ဖို့စတူးမယ်ဝိုးတွေထားမယ့်နေရာကျတော့ပါနေရာနေထားမယ့်နေရာကျတော့ကျွန်တော်တို့အဲ့လိုကျမ်းမြင်ထားကြမလို့ဒီမှာရပြီခေတော့ခုကျွန်တော်ညာလဲတော်တော်မှောင်နေဆိုတော့အိတ်မယ်အဲ့တော့ရတယ်လို့ရပါပြီခုဆိုတော့ stone တွားတူမယ်ခုဆိုရင် stone တွားတူမယ်အရင်ဆုံးဓာကြီးဖယ်လိုက်အောင်လားဓာကြီးမလှအောင်အဲ့ဆိုကျွန်တော်ဖုတ်မှတာလေးတွားရမယ်ရေတော့ဒီ zombie တက်ခံမယ်ကျွန်တော်နားလေးမှာဆော့ဆော့နေတယ်တော့ stone ရရင်ပြန်လာခဲ့ပါမယ်ခဏလေးပါA few moments later. ခုဆိုကျွန်တော်တို့ stone တွေရခဲ့ပြီဗျာဒီမှာပိုနေတယ်ဒါလေးပို့လိုက်ဒီမှာ stack နဲ့16ခုရခဲ့ရဗျာဝေါ်လေးစားလို့ရတာဆိုရင်ဒီမှာလုံးမယ်လို့နားလေးတော့တခါပေါက်ပေါ့ဘာပေါက်နော်နားမှာခုဝေါ်လေးစားလို့မယ်ဝေါ်လေးနား window လောက်ဖို့နေထားလိုက်အောင်ဒီအဲ့လိုလုပ်လိုက်ကောင်းလို့လို့ဆိုရင်ကျွန်တော်တို့ကောင်းထင်တယ်ကျွန်တော်တို့ဒီတိုင်းမထားကြည့်ဘူးခဏလေးတော့မလောက်ဆိုတော့ပြန်ပြင်လိုက်မယ်ဗျာဒီနားလေးကတော့ကျွန်တော်တို့ glass လေးလုပ်မယ်ဒီနားလေးမလောက်ဘူးရဲ့ကျွန်တော်ထင်တာတော့မလောက်ဆိုဒီနားလေးဖို့မယ်ဗျာဒီနားလေးကကျတော့မလိုတော့ဘူးအဲ့တနေရာပဲလုပ်လိုက်မယ်ဗျာဒီမှာကျတော့အပိတ်ဖယ်လုပ်လိုက်တော့မယ်ဒီပဲလုပ်မယ်အေးဝေါ်လေးရပြီဒီကလည်းဖို့မယ်ဒီမှာတော့ window ရှိမှာပေါ့ဗျာဒီမှာတော့ကျွန်တော်တို့ဘာဒေါ်လေးပါလေး craft ရအောင်ရေတော့ဆွဲအော်ဆန်းရင်လုံးပါဗျာကျွန်တော်ဆန်းလေးရင်တော့တူးမယ် plus လုပ်မယ်ဆန်းတဲ့ကိုရင်ကျူလိုက်မယ်ကျူမယ်နော်ကျုံမယ်ဒေါ်လေးပါလေလုပ်ပြီး decoration မျိုးတက်ဆင်လိုက်အောင်လို့ slab ice okay ဗျာဒီနားမှာထားလိုက်အောင်ဒီဒီရလေးတွေ trap door လေးတွေလို့ဆိုလှမယ်တိတ်မကြိုက်ဘူးကျွန်တော်တိတ်မကြိုက်တော့ဆိုရင်ချားလုပ်လိုက်ပဲဗျာအဲ့စားခုချားလုပ်လိုက်မယ်အဲ့ stone stair လေးနဲ့ glass ရေလုံးပါဗျာဒီနားမှာဒီလိုထားမှာဗျာအပေါ်နဲ့အောက်ဒီနားမှာ glass ထားမှာရိုင်းနားမှာလိုထားမယ်အဲ့နားမှာထားလိုက်မယ် trap door လေး okay nice အဲ့မှာတော့ခုံမယ်ဒီခုံမယ်ခုဆိုကျွန်တော်တို့ glass တွေရလောက်ပြီဗျာ glass တွေရပြီဆိုတော့ window လေးတွက်လုပ်မယ်အဲ့နား window လေးပို့ပါနောက်ကျွန်တော်ပြောလို့လေးတွက်လုပ်မယ်trap door လုံးလိုက်ကြရအောင် trap door အဲ့လိုအပြည့်ထားခြင်းလို့ကျွန်တော် trap door အပြည့်ထားခြင်းလို့ပြောရမယ်နော်ဘူထားမယ်ဘူဒါဒီလိုပေးလိုက်မယ်နောက်ဆုံးတော့ပြီးရင်ဒီမှာဆိုရင်
ပါတယ်လှဖို့မလိုသေးပါဘူးကိုကတော့အတစ်တစ်ထက်ဆောင်ပါဗျာခုဆိုလို့ဆိုကောင်းလားလို့ဆိုလှရပါတယ်ရတော့လေးလေးထားမယ်အပေါ်မှာအဲ့ campfire လေးတွေကိုညှိထားတာလေအဲ့ဒါလေးလုပ်လိုက်အောင်ဒီလုံး wood တွေကိုချာခိုးလုပ်မယ်ချာခိုးနဲ့ဆိုရင်အဲ့ဒါလုပ်ရကျွန်တော်ပြောနေတာနောက် episode တွေကျရင်ကျွန်တော်တို့ဒီထမိုက်တဲ့ building တွေဖြစ်ဖြစ်ကြားဟာလေးတွေလုပ်ရခုတော့နည်းအိစာနေဒီနေတယ်ရတော့ပြီခုဆိုရင်ကျွန်တော်တို့ချာခိုးလေးယူမယ်နောက်တစ်ခုလုံးမှာတုံးရအောင်မယ်ရခုဆိုရင်ရတော့ဒီရတော့ဆိုတော့ချာခိုးလေးထပ်ဖတ်ထားမယ်ဗျာနောက်ခါလို့တဲ့ခါကျရင်တုံးဖို့ဗျာဖတ်ထားမယ်ယူလို့တတတော့ခုမှတတဘာလို့ဆိုတော့အဲ့ကျွန်တော်ပြောတဲ့ဟာလို့ရတာတတတုံးလို့ရတဲ့ခုဆိုရင်အဲ့ဆိုတော့6ခုလောက်တော့လုံးပါဗျာနှစ်ပင်တော့ခုရမယ်ဗျာ6ခုဆိုရင်လို့ထင်တာပဲကျွန်တော်တပင်ပဲခိုးပြန်ရရှိပြီးသားလဲဆိုတော့ကျွန်တော် X လဲ broke ဖြစ်သွားပြီပြတ်သွားပြီအဲကျွန်တော်ပြောဒီ campfire ရအဲ့ဒါရအောင်လုပ်မယ် stick လေးလုပ်မယ်နောက်ထပ်နှစ်ခုလုပ်လိုက်မယ်နောက်ထပ်နှစ်ခုလုပ်ပြီးရင် decoration လုပ်ဖို့ okay ပါပြီခင်ဗျာဒီပုံမှာထားလိုက်ရညှိလိုက်မယ်အဲဆိုရင်စင်ပြေတော့ပါပြီရပါပြီလေးဆိုလာလို့ထင်တာပဲကျွန်တော်တော့အလေးလေးဆိုရင်ဟိုကောင်းတာပေါ့ကျွန်တော်ပစ္စည်းတွေချွေးလိုက်ရအောင်များဒီမှာဆိုကျွန်တော်တို့ပစ္စည်းတွေရွှေ့ပြီးတော့ဗျာပစ္စည်းရွှေ့ပြီးတော့ဒီတော့ကျွန်တော် iron pickaxe ရှီးလေးရလို့ရအောင်တက်လေးတော့ဟုတ်ပါဗျာဘာလို့ဆိုကျွန်တော်ဒီ episode မှာiron pickaxe ရှိရရရင်လို့ပြောထားတဲ့ဆိုတော့အဲ့တော့မှဖြစ်ပါတယ်။ကျွန်တော်တက်ခိုးလိုက်မယ်တက်ခိုးမှကျွန်တော် access လို့ရတယ် access လို့ရတယ်။ကျွန်တော်ဒီဟာကို off screen နဲ့စော်ထားမှာဗျာစော်ထားမယ်စော်ထားတဲ့ခါကျကျွန်တော်ပစ္စည်းတွေလည်းအများကြီးရထားလိုက်မယ်။ဒီမှာဆိုရင် stick လို့ပါဗျာ stick စော်လိုက်ရတယ်။ okay ရတော့ဗျာရဒီပါဆိုရင်ကျွန်တော်တို့ okay ရှီ pickaxe နဲ့ရှီလေးလောက်ရအောင် okay yeah ဝယ်ရတာလေအဲ့ဒီမလားကျွန်တော် yes ဒါပဲ yeah ဒီ episode လေးကတော့ဒီလောက်ပါပဲအားပေးရတဲ့ဆိုရင် like and subscribe လေးလုပ်ပေးနေကူညီပေးတော့ကြပါဦးလို့ပြောရင်းနဲ့ bye bye ပါ peace